သူဟာလူပြောက်ရှာပေးတဲ့အစီအစဉ်တစ်ခုကိုကြည့်မိရင်းနဲ့စစ်ပေးရှောင်ရင်ကွဲကွာသွားတဲ့အဖေနဲ့ညီမလေးကိုတတိယသွားပြီးအဲ့ဒီအစီအစဉ်မှာသွားလျှောက်လိုက်ပါတယ်။ကင်မရာရှေ့မှာမိသားစုဟာဘလို့ကွဲကွာခဲ့ရလဲဆိုတာကိုပြောပြခဲ့ပြီးညီမလေးစီကပြက်ကျန်ခဲ့တဲ့အင်ဂျီလက်လေးတစ်ဖက်ကိုလည်းထည့်ပြောခဲ့ပါတယ်။အစီအစဉ်လွှင့်ပြီးတဲ့နောက်မှာတော့စစ်ပေးကြောင့်ကွဲကွာရတဲ့မိသားစုတွေဟာအများကြီးဆိုတော့သူ့လက်ရောက်ဖို့စိတ်ပူပြီးစောင့်နေခဲ့ရတယ်။ဒီနေ့မှာတော့အစီအစဉ်တာဝန်ရှိသူတွေစီကအဖေဖြစ်နိုင်ခြေရှိတဲ့သူတယောက်ကိုတွေ့ထားရတယ်ဆိုပြီးဖုန်းဝင်လာခဲ့ပါတယ်။သူလည်းရင်ခုန်စိတ်လှုပ်ရှားပြီးရုပ်သံဌာနကိုအပြေးလွှားသွားခဲ့ပေမဲ့ဗီဒီယိုကောနဲ့ခေါ်လိုက်တဲ့အချိန်မှာတော့ဟိုဖက်ကလူဟာသူ့ဖေမဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီချိန်မှာသူလည်းအယုံအနေခဲ့ရပြီးအဖေကိုတစ်သက်လုံးပြန်မတွေ့ရတော့ဘူးဆိုပြီးတွေးပူမိခဲ့ရတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူလည်းရုပ်သံဌာနကိုခဏခဏသွားကြည့်နေခဲ့ပြီးဒီနေ့မှာတော့ညီမလေးဖြစ်နိုင်တဲ့အမျိုးသမီးတယောက်ကိုတွေ့ထားရတယ်ဆိုပြီးဖုန်းထက်လာခဲ့ပြန်တယ်။သူလည်းချက်ချင်းသွားကြည့်ခဲ့တဲ့အခါဟိုဖက်ကအမျိုးသမီးဟာအမေရိကန်နိုင်ငံဝါရှင်တန်ကနေပြီးဆက်သွယ်လာတယ်ဆိုတော့သူလည်းအံ့ဩသွားပြီးစိတ်လည်းပူသွားခဲ့ရတယ်။သူ့နာမည်ကိုမေးကြည့်တဲ့အခါမှာအမျိုးသမီးဟာကိုရီးယားစကားမပြောတတ်တာကြောင့်ဘာသာပြန်နဲ့ပြန်ပြောခဲ့ရပါတယ်။ဒါပေမဲ့အမျိုးသမီးကသူကြံခဲ့တဲ့အချိန်တုန်းကသူ့အကိုဟာလက်ကိုမြဲမြဲကင်ထားဖို့အော်ပြောနေခဲ့တယ်လို့ပြောပြတဲ့အခါမှာတော့သူလည်းမျက်ရည်မထိန်နိုင်ပဲငိုခဲ့ရတယ်။သူဟာသူ့ရဲ့ညီမလေးဆိုတာကိုရင်ထဲကနေအလိုသိနေခဲ့ပြီးညီမလေးရဲ့နားရွက်နောက်မှာမှဲ့လေးတစ်လုံးရှိတာကိုတတိယသွားလို့မေးလိုက်ခဲ့ပါတယ်။အဲ့ဒီချိန်မှာအမျိုးသမီးဟာတကိုယ်လုံးတုံရင်သွားပြီးသူ့ဆံပင်တွေကိုလန်ပြလိုက်တဲ့ချိန်မှာတော့သူပြောတဲ့မှဲ့လေးကိုတွေ့လိုက်ရပါတယ်။အခုတော့သူ့ရဲ့ညီမလေးမှန်ပဲဆိုတာတေချာသွားခဲ့ပြီးညီမလေးကလည်းကြံခဲ့တဲ့နေတုန်းကဝတ်ထားတဲ့အင်ဂျီဟောင်းလေးကိုထုတ်ပြပြီးသူ့ကိုဘာလို့ထားခဲ့တာလဲဆိုပြီးမေးခဲ့ပါတယ်။အဲ့ဒီတုန်းကသူဟာအသက်၈နှစ်ပဲရှိသေးတဲ့အတွက်ညီမလေးရဲ့လက်ကိုမြဲအောင်မကင်ထားနိုင်ခဲ့လို့ကိုအမြဲပြစ်တင်နေခဲ့ရတယ်လို့ပြန်တောင်းပန်ခဲ့ပါတယ်။အမေလည်းအသက်ရှင်နေသေးလို့အိမ်ကိုအမြန်ပြန်လာခဲ့ပါလို့ပြောခဲ့ပြီးအစီအစဉ်ပြီးတော့လူတိုင်းကိုကျေးဇူးတင်စကားပြောပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။ညီမလေးဟာဇာတိမြေကိုပြန်လာခဲ့ပြီးမိသားစုကိုပြန်လာတွေ့ခဲ့ပါတယ်။အခုဆိုရင်တော့အဖေလည်းသူ့ကိုခွင့်လွှတ်ပေးလိုက်မယ်လို့မျှော်လင့်မိနေခဲ့ပါတော့တယ်။